အားလုံးပဲမင်္ဂလာပါ United ဖော်မှာကြိုဆိုပါရစေ United အသင်းကတော့ Manchester City ကိုအိုးထွက်ဖို့မှလက်ခံကစားပြီး Manchester Derby မှာဂိုးမရှိရလဒ်နဲ့တေထွက်ပေါ်ခဲ့တာပဲဖြစ်တယ် United Football ကတော့ expected goal တွေဂိုးပေါက်ကန်သွင်းမှုတွေဘောလုံးပိုက်ဆိုင်မှုတွေအခုအဓိကထားပြီးသုံးသပ်ပေးသွားမှာဖြစ်သလိုပေါ်ထွက်လာတဲ့ကစားသမားတွေကစသုံးသပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်ရဲ့ United Football YouTube မှာလည်းတွားရောက်အားပေးလို့ရတယ်ဆိုတာကိုပြောရင်းနဲ့ပဲဗီဒီယိုကိုစကြတာပေါ့ Manchester City ကိုအိုးထွက်ဖို့မှလက်ခံကစားဖို့နီးပြအမ်မိုနီပေါ်ထွက်လာတဲ့3-4-2-1ဆိုတဲ့ကစားကွက်မှာတော့ဂိုးသမားနေရာမှာတော့ Onana ပဲပြန်လည်ပါဝင်ပြီးတော့ဆန်နာပဲ3ယောက်မှာတော့ Lani Yoro ရဲ့ Harry Maguire ရဲ့ Mazzara ရဲ့ပါဝင်ခဲ့တာပဲဖြစ်တယ်၄ယောက်တန်းကိုကြည့်ရမယ်ဆိုရင် Patrick Dorgu ရဲ့ Ugarte ရဲ့ Casemiro ရဲ့ Dalot ရဲ့ပြန်လည်ပါဝင်ပြီးတော့ Nero နဲ့ပတ်တန်း2ယောက်မှာတော့ Bruno Fernandes ရဲ့ Garnacho ရဲ့ပေါ်ထွက်လာခဲ့တာပဲဖြစ်တယ်တိုက်ဆက်မှုနေရာမှာတော့ Haaland ပဲပြန်လည်ပါဝင်ပြီးတော့ကျွန်တော်တို့အရင်လူစင်းမှာတော့ဒဏ်ရာပြဿနာရရှိရနေတဲ့လူရှော့တို့လိုကစားသမားတွေ Mason Mount တို့လိုကစားသမားတွေ Eriksen တို့လိုကစားသမားတွေပြန်လည်ပါဝင်နိုင်ပြီးတော့ 0 ကိုတော့အရင်ဆေးမှာပဲနီးပြအမ်မိုရီထားခဲ့တာပဲဖြစ်တယ် Man City အသင်းကတော့ Foden တို့လို Kovacic တို့လို De Bruyne တို့လိုကစားသမားတွေနဲ့ပေါ်ထွက်လာပြီးတော့ United အသင်းကိုရင်ဆိုင်ခဲ့တာပဲဖြစ်တယ် United အသင်းကတော့ဒီနေ့ပွဲမှာရတဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့ဘူးလို့ပြောလို့ရတဲ့အနေအထားတစ်ခုမှရှိတယ်ပထမပိုင်းမှာနေမဲ့ခါနာရှိုရဲ့အခွင့်အရေးတွေရရှိခဲ့ပေမဲ့အသုံးမချနိုင်ခဲ့သလိုဒါလောရဲ့ရှာပေးမှုကနေ Ugarte ကအဆုံးမသက်နိုင်ခဲ့တာပဲဖြစ်တယ် United အသင်းကတော့ဂိုးမရှိရလက်နဲ့ Manchester ထားပြီးတော့အဆုံးသတ်ခဲ့တာပဲဖြစ်တယ် United အသင်းကပထမပိုင်းမှာဘောလုံးပိုက်ဆိုင်မှု38ထိပဲရှိခဲ့ပြီးတော့ဂိုးပေါက်ကန်သွင်းမှု4ချိန်မှာတစ်ချိန်တိကျမှုရှိခဲ့တယ် expected goal ကလည်း 0.380 ကိုရှိခဲ့တယ် United အသင်းကရတဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့ဘူးလို့ပြောလို့ရတဲ့အနေအထားတစ်ခုမှရှိတယ် Man City အသင်းကလည်းဘောလုံးပိုက်ဆိုင်မှု62ရှိခဲ့တယ်ဂိုးပေါက်ကန်သွင်းမှုကတော့4ချိန်မှာတစ်ချိန်တိကျခဲ့တယ် expected goal ကြည့်ရမယ်ဆိုရင် 0.140 ပဲရှိခဲ့တဲ့ Manchester City ရဲ့ဒုတိယပိုင်းမှာလည်း United အသင်းကိုဘောလုံးပိုက်ဆိုင်မှုအများနဲ့ကစားနိုင်ခဲ့တာပဲဖြစ်တယ်ဂိုးပေါက်ကန်သွင်းမှုကိုကြည့်ရမယ်ဆိုရင် United အသင်းကပဲပထမပိုင်းမှာထက်ကိုဒုတိယပိုင်းမှာပိုကောင်းခဲ့တယ်လို့ပြောလို့ရတဲ့အနေအထားတစ်ခုမှရှိတယ်ဂိုးပေါက်ကန်သွင်းမှု9ချိန်မှာတစ်ချိန်တိကျမှုရှိခဲ့တယ် Manchester City အသင်းကတော့ဒုတိယပိုင်းမှာဂိုးပေါက်ကန်သွင်းမှု9ချိန်မှာဂိုးပေါက်တိကျမှုကတော့4ချိန်ထိကိုရှိခဲ့တယ် expected goal ကြည့်ရမယ်ဆို 0.35 ထိရှိခဲ့တယ် United အသင်းရဲ့ expected goal ကြည့်ရမယ်ဆို 0.44 ထိကိုရှိခဲ့တယ် United အသင်းကတော့ Manchester City ကိုသူတမြန်ကိုယ်စီရကစားနိုင်ခဲ့တယ်လို့သုံးသပ်လို့ရတဲ့ပွဲတော်ပဲဖြစ်ခဲ့တယ် Manchester Derby မှာ United အသင်းကတော့ထောင်းကန်ဘော4ချိန်ရခဲ့တယ် Man City အသင်းကတော့3ချိန်ပဲရခဲ့တယ်ကျွန်တော်တို့ဒီနေ့ပွဲမှာ Article Pass တွေကိုကြည့်ရမယ်ဆို Man City ရဲ့ United အသင်းနဲ့ပို့ပြီးတော့ကောင်းမွန်နေတယ်လို့ပြောလို့ရတဲ့အနေအထားတစ်ခုမှရှိတယ်ဂိုးပေါက်ကန်သွင်းမှု73ချိန်ရှိခဲ့တဲ့ United အသင်းကတော့2ချိန်နဲ့တိကျပြီးတော့ဂိုးပေါက်ကန်သွင်းမှု9ချိန်ရှိခဲ့တဲ့ Manchester City ကတော့9ချိန်တိကျမှုရှိခဲ့ပြီးတော့အခုရေးတွေကိုအသုံးမချနိုင်ခဲ့လို့လား Manchester Derby ကတရေပွဲတစ်ပွဲဖြစ်ခဲ့တာပဲဖြစ်တယ် United အသင်းကတော့အခုလက်ရှိ Premier League အဆင့်73မှာရပ်တည်နေပြီးတော့ရမှတ်38မှတ်နဲ့ United အသင်းက Manchester Derby ကိုလည်းတရေတက်မှတ်ယူနိုင်ခဲ့တာပဲဖြစ်တယ်အခုလက်ရှိနီးပြအမ်မိုရီအသင်းကတော့ Manchester City အသင်းကိုနှစ်ကြော့စလုံးရှုံးပွဲမရှိကစားနိုင်ခဲ့တာပဲဖြစ်တယ် United အသင်းကတော့ Manchester City အင်ကွင်းမှာလည်း 1-2 ဆိုလည်းရတဲ့အနိုင်ယူခဲ့တယ်အခုလက်ရှိအိုးထွက်ဖို့မှလာရောက်ကစားတဲ့အချိန်မှာလည်း United အသင်းကစီးစီးနဲ့တရေကျခဲ့တာပဲဖြစ်တယ်ဒီနေ့ပွဲမှာလည်းနီးပြအမ်မိုရီကတော့ Manchester City အသင်းကိုနိုင်ပွဲမပေးခဲ့တာပဲဖြစ်တယ်လို့သုံးသပ်ရင်းနဲ့ပဲကျွန်တော်ရဲ့စီစဉ်ကိုအဆုံးသတ်ပါရစေ United Football ကမန်ယူသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေတာမို့လိုက်ရ follow လေးလုပ်ပေးတော့မြတ်တဲ့ရက်ခံပါတယ်အားလုံးကျေးဇူးထိုးတင်ရှိပါတယ်ခင်ဗျာ